ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ရဲ့ဒုတိယချင်းမိဆွေများပါဗျာကျွန်တော် channel လေးရပြီးတော့ကျေးဇူးလဲပါတယ်ဗျအဲ့တော့ကျွန်တော်ကအခုလာမဲ့ပတ်ပါဗျာဒီ April လရဲ့နောက်ဆုံးပတ်ပေါ့နောက်ဆုံးပတ်က April ရဲ့29နဲ့30အထိပေါ့နော်မေဒီကတော့ပိတ်တယ်အဲ့တော့အဲ့ဒီ29နဲ့30အထိကို April လအတွက်ကိုကျွန်တော်ကမေစင်များအတွက်တင်ပြပေးပါမယ်နော် ERB ဒုတိ ERB ဒါဒုတိ channel ရနေပြီးတော့တပတ်စာရဲ့ပြန်လာခဲ့ပြီပေါ့ဗျာအဲ့တော့ကျွန်တော်တို့ပြီးတဲ့အပတ်ပေါ့နော်ပြီးခဲ့တဲ့အပတ်မှာဆိုရင်ကျွန်တော်တင်ပြထားတဲ့ဟာမှာ20 AB ပေါ့ပြီးခဲ့တဲ့အဖွင့်မှာကျွန်တော်တို့ညနေပိုင်း9-1ရန်ကွက်ပေါ့နော်9-1ရန်ကွက်လေးမိသွားပါတယ်နောက်21 AB အင်္ဂါမှာကျတော့ကျွန်တော်နေ့လယ်ပိုင်းပေါ့နေ့လယ်ပိုင်း6ခွန်မိန်ကွက်မိသွားပါတယ်ဗျအဲ့တော့ကျွန်တော်အဲ့တိုင်းမှန်ခဲ့ပြီးတော့နောက်ရက်တွေမှာကျွန်တော်ပြီးတဲ့ဝမ်းချင်းတွေစတိုက်လွဲနေကျွန်တော်တောက်ကြနေမှာမတင်ပြခဲ့ပါဘူးအခုလာမယ့်အပတ်ပေါ့နော်အခုလာမယ့်အပတ်အတွက်ကျွန်တော်ကလင်နာခွင်ကြားနဲ့ကျွန်တော်နေ့စဉ်ထပ်ပြီးအမြဲရဖို့အတွက်ကိုကျွန်တော်ဆက်ပြီးတင်ပြပေးပါမယ်အဲ့တော့အပတ်စဉ်ထွက်ခဲ့တဲ့မူတွေရပါတော့ထွက်ခဲ့တဲ့မူရတောက်ကြနေညနေပိုင်းမှာထွက်တဲ့ခဏလေးကြည့်မယ်အဲ့တော့29အထိပေါ့နော်အဲ့ဒီမှာကျွန်တော်ဟုမကျော်အခွေလေးကိုကျွန်တော်တင်ပြပေးပါမယ်ဟုမကျော်အခွေအနေနဲ့ဆိုရင်ကျွန်တော်ဒီမှာအခုကျွန်တော် try ထားတဲ့အတိုင်းပေါ့နော် try တော့အရင်ဘက်ကတော့308 break ထွက်ထားတာကျွန်တော်တို့308ပေါ့နော်308အခွေ main ခွေမယ်ပြ308ကိုကျွန်တော်ဟုမကျော်ခွေမယ်ဟုမကျော်ခွေပြီးရင်ကျွန်တော်တို့လင်တာအဲ့ကင်တာရပါတော့ကင်တာရကျွန်တော်တို့မွေးကနာကျွန်တော်ရွေးထုတ်ပေးပါမယ်မွေးကနာ3ကွက်ထဲပဲရွေးထုတ်ပေးပါမယ်3ကွက်ထဲပဲကျွန်တော်ရွေးထုတ်မယ်ဆိုတော့ပထမဆုံး main ကွက်ပေါ့နော်ပထမဆုံးမွေးကနာအကွက်ကတော့ကျွန်တော်ဒီ9ဖြစ်မယ်ဒီ9ပေါ့နော်ဒီ9ရွေးထုတ်ပေးထားတယ်ကျွန်တော်ဒုတိယအကွက်ပေါ့နော်ဒုတိယအကွက်ကျရင်ကျွန်တော်တို့39ပေါ့နော်39ကျွန်တော်ရွေးထုတ်ပေးထားပါတယ်နောက်ဆုံးတစ်ကွက်အနေနဲ့တော့ကျွန်တော်4-1ပေါ့နော်4-1ဆိုပြီးတော့ကျွန်တော်3ကွက်မွေးကနန်းအနေနဲ့ထုတ်ပေးထားပါတယ်အဲကျွန်တော်အပတ်စဉ်တိုင်းတင်ပြနေကြအတိုင်းပဲစာတုံးမွေးရမှာအခု4လပိုင်းဆိုကျွန်တော်4ကိုပို့ကြိုက်တယ်ဗျ4ကိုဒီအပိတ်ပေါ့နော်လာကောင်မှာ4ပိတ်ပေါ့4ကိုပို့ကြိုက်တယ်ကျွန်တော်တို့မပြောက်ပတ်တီပေါ့နော်ဒီတစ်ပတ်လုံးမပြောက်ပတ်တီရတော့ကျွန်တော်တို့က3နဲ့9ပေါ့နော်3နဲ့9ကျွန်တော်ရွေးထုတ်ပေးထားပါတယ်နောက်ဒီပုံမှန်ဒါနေရနေရမှာကျွန်တော်တို့အရင်ဘက်ကထွက်ထားရှစ်ပိတ်ရကြံခဲ့တဲ့ဟာပေါ့နော်အဲ့တော့တင်းနဲ့6ခုအခွေလေးပေါ့နော်တင်းနဲ့6တက်ခွန်နဲ့6နဲ့ခွန်6ခွန်ပေါ့နော်ဒါတင်း6ခွန်အခွေလေးပေါ့အဲ့ကျွန်တော်တို့ထပ်ပြီးတော့ဒီတစ်ပတ်လုံးတွဲထိပ်စီးကိုကျွန်တော်ရွေးပြီးမယ်ထိပ်စီးကဘယ်ကနေကြိုက်မလဲဆိုကျွန်တော်3နဲ့4နဲ့ကြိုက်ပါတယ်ထိပ်စီးထွက်နိုင်တာပေါ့နော်နောက်ကျွန်တော်နောက်ပိတ်ထပ်ရွေးပေးထားတာတော့9နဲ့9နဲ့ဖြစ်ပါတယ်နောက်ပိတ်က9 9ဖြစ်မယ်ညကျွန်တော် break ကတော့ကျွန်တော်တို့4ရဲ့9ရဲ့3ရဲ့ပေါ့နော်490 break ပေါ့နော် break လေဒီကိုကျွန်တော်ဒီဘက်အတွက်တင်ပြပေးထားပါတယ်ကျွန်တော်ချိန်မိစေအားလုံးကျွန်တော်ပေးထားတဲ့ကဏ္ဍနေပါနော်ပေးထားတဲ့ကဏ္ဍနေနဲ့ကိုဘက်ကကျွန်တော်တို့အောင်ပွဲခံအမြဲရကြပါသေးလို့ကျွန်တော်များ ERB ဒါ2D channel ရနေပြီးတော့ဆုတောင်းလိုက်ပါလေဗျာအားလုံးပဲကျမ်းမချမ်းသာကြပါစေ